ဖဲလိန်သမားဟာဖဲဝေနေရင်းနဲ့ငါးနှစ်ပွင့်တစ်ချက်ကိုခိုးယူလိုက်ပါတယ်။သူ့ရဲ့တစ်ဖက်မှာထိုင်နေတဲ့အသက်ကြီးလူကြီးတစ်ယောက်ကတော့3ပွင့်3 of a kind ရရှိထားလို့နိုင်ပြီလို့ထင်နေခဲ့တာပါ။ဒါပေမဲ့ဖဲလိန်သမားကသူ့ထက်အမှတ်အနည်းငယ်ပိုသားတဲ့ငါး3ပွင့်ကိုချပြလိုက်တဲ့အခါမှာတော့အဲ့ဒီလူကြီးခပြစုဆောင်းထားသမျှငွေတွေအကုန်ဆုံးရှုံးပြီးမွဲပြကျသွားခဲ့ရပါတယ်။အဲ့ဒီလူကြီးစိတ်ပြက်လက်ပြက်နဲ့ထွက်သွားတော့မယ့်အချိန်မှာပဲ Alvaro ဆိုတဲ့လူငယ်လေးကလှမ်းခေါ်လိုက်ပါတယ်။သူဟာအဲ့ဒီလူကြီးရဲ့တူတော်ဆက်သူဖြစ်ပြီးသူ့ဦးလေးစုဆောင်းထားသမျှငွေတွေအကုန်ရှုံးသွားမှသိလိုက်ရတဲ့အခါဦးလေးဖြစ်သူနာလန်ထူနိုင်ဖို့အတွက်ဒေါ်လာ3သိန်းကိုချက်ချင်းထုတ်ပေးလိုက်ပါတယ်။ဒါကိုမြင်သွားတဲ့ဖဲလိန်သမားကတော့ငါတော့ဒီနေ့ငါကြီးတစ်ကောင်မိပြီဆိုပြီး Alvaro ကိုဝိုင်းနဲ့ဝင်ကစားဖို့ဖိတ်ခေါ်ပါတော့တယ်။တကယ်တော့ Alvaro ဟာကြိုတင်ပြင်ဆင်လာခဲ့တာဖြစ်ပြီးဖဲလိန်သမားကိုပြန်လည်နေဖို့အလိန်နဲ့တုတ်ပြန်တဲ့နည်းပညာကိုသုံးဖို့စီစဉ်ထားတာပါ။ဖဲလိန်သမားကဖဲချိုးတဲ့အခါမှာသူ့ရဲ့ကျွမ်းကျင်လာတဲ့လက်ကစားနည်းတွေကိုထုတ်သုံးပြပါတယ်။ Alvaro ကတော့ဖဲဝေနေတော့ဖဲချက်တစ်ချက်ကိုတမင်တကာလွတ်ကျအောင်လုပ်လိုက်တဲ့အတွက်ဘေးကကြည့်နေသူတွေကသူ့ကိုအတွေ့အကြုံမရှိတဲ့အပျော်တမ်းသမားလို့ထင်သွားကြပြီးဖဲလိန်သမားကတော့ဦးလိုက်သေးလိုက်ကိုရေကျင်သွားပါတယ်။ပထမအချီမှာ Alvaro ကစကေးပွင့်ရခဲ့ပေမဲ့ဒေါ်လာ100ပဲလောင်းပါတယ်။ဖဲလိန်သမားကငါးကြီးမိအောင်မြားတဲ့အနေနဲ့ဒေါ်လာ300အထိတိုးလောင်းလိုက်ပါတယ်။ဒါကိုဦးလေးဖြစ်သူကလိုက်ကိုတိုက်တွန်းပေမဲ့ Alvaro ကတော့ဖဲချက်ချင်းမှဝေပြောလိုက်ပါတယ်။ဦးလေးဖြစ်သူကဖဲကောင်းကြီးရနေပါရဲ့နဲ့ဘာလို့မတိုးတာလဲဆိုပြီးဒေါသထွက်နေချိန်မှာဖဲလိန်သမားရဲ့ဖဲချက်တွေကိုမြင်လိုက်ရတော့ပိုပြီးစိတ်တူသွားပါတယ်။တကယ်တော့ဖဲလိန်သမားဟာ Alvaro ကိုအယုံသွင်းပြီးမှအပြတ်နိုင်ဖို့အတွက်ဖဲချက်တော့ဒီကိုကြိုတင်စီစဉ်ထားတာဦးလေးဖြစ်သူမသိခဲ့ပါဘူး။နောက်တစ်ချီမှာ Alvaro ဝေရမယ့်အလှည့်ဖြစ်ပေမဲ့သူကဖဲမချိုးတတ်ဘူးဆိုပြီးဖဲလိန်သမားကိုပဲဝေခိုင်းလိုက်ပါတယ်။ဖဲလိန်သမားကဖဲဝေရင်းနဲ့သူ့အတွက် A3 ပွင့်ရအောင်လုပ်ထားပြီး Alvaro ကိုတော့ကင်း3ပွင့်ပေးထားပါတယ်။ဖဲလိန်သမားက A3 ပွင့်ရအောင်သူ့လက်ထဲကဖဲကိုလှုပ်ဝက်လဲလိုက်ပြီးဒေါ်လာ300အရင်လောင်းပါတယ်။ Alvaro ကဖဲလိန်သမားဘာကင်ထားလဲဆိုတာကောင်းကောင်းကြီးသိနေပါတယ်။တာမန်လူဆိုရင်အကုန်ရှုံးမှာဖြစ်ပေမဲ့ Alvaro ကတော့ဒေါ်လာနဲ့1000အထိတိုးလောင်းလိုက်ပါတယ်။ဖဲလိန်သမားက Alvaro ချိတ်ထဲဝင်ပြီလို့ထင်ပြီးဒေါ်လာ30ထပ်တိုးပါတယ်။ဦးလေးဖြစ်သူကလည်း Alvaro ကိုဒေါ်လာ2000အထိတိုးဖို့တိုက်တွန်းတာကြောင့် Alvaro ကဖဲမကြည့်ပဲဒေါ်လာ2000လိုက်ပါတယ်။ဘေးကလူတွေက Alvaro ဖဲရမ်းကောင်းနေတယ်လို့ထင်ကြပြီးဖဲလိန်သမားဖဲမောက်တော့မယ်လို့ထင်နေချိန်မှာဖဲလိန်သမားကဖဲမကြည့်ပဲဒေါ်လာ9000အထိထပ်တိုးလိုက်တဲ့အတွက်တခန်းလုံးမြင့်တက်သွားပါတယ်။ဦးလေးဖြစ်သူကတော့စိတ်လှုပ်ရှားစွာနဲ့ဖဲလိန်သမားမှာဒီထက်ကောင်းတဲ့ဖဲမရှိနိုင်တော့ဘူးလို့အော်ဟစ်ပြီးလိုက်ဖို့ပြောပါတယ်။ Alvaro ကလည်းဖဲမကြည့်ပဲသူ့မှာရှိသမျှအကုန်ပုံအော်လိုက်ပါတယ်။ဖဲလိန်သမားက Alvaro ဘာလို့ဖဲမကြည့်တာလဲလို့တွေးနေရင်သူများထားတဲ့ပိုက်ကွန်ကိုတင်ရမယ့်အချိန်ရောက်ပြီလို့ဆုံးဖြတ်လိုက်ပါတယ်။သူကသူ့လူတွေကိုဒေါ်လာ3သိန်းချက်ချင်းယူလာခိုင်းပြီးဝင်လေးချင်းမရှိပဲအကုန်ပုံအော်ကဖဲချက်တွေကိုလှန်ပြလိုက်ပါတယ်။ဒါပေမဲ့ Alvaro ကသူ့ရဲ့ဖဲချက်တွေကိုလှန်ပြလိုက်တဲ့အချိန်မှာတော့တခန်းလုံးကလူတွေရောဖဲလိန်သမားပါကိုမျက်စိကိုမယုံနိုင်တော့အောင်အံ့အားသင့်သွားကြပါတော့တယ်